Avirohomi Abhyabajohomi Anigohomi Sukhi Adanam Pariharami Mama Mata Pidu Ajariyaja Nyati Mitaja Sabramajarinoja Avira Hondu Abhyabaja Hondu Aniga Hondu Sukhi Adanam Pariharandu Imasame Arame Sabe Yogino Avira Hondu Abhyabaja Hondu Aniga Hondu Sukhi Adanam Pariharandu Imasame Arame Sabe Bhikkhu Samani Raja Upasaka Upasika Yoja Avira Hondu Abhyabaja Hondu Aniga Hondu Sukhi Adanam Pariharandu Amagan Chadu Pajaya Dayega Avira Hondu Abhyabaja Hondu Aniga Hondu Sukhi Adana Pariharandu Amagan Areka Devadam Imasame Vihare Imasame Awase Imasame Arame Areka Devadam Avira Hondu Abhyabaja Hondu Aniga Hondu Sukhi Adanam
ယောက်ျားလေးယောက်ျားလေးယောက်ျားမိကလေးเอกาสาระนะဒီကရှင်သာသနာပြုရိတ်ပါစံနော်เอกาสาระနော်เอกาสาระเอกาဆိုတာဘာလဲဆိုရင်မြင့်မြတ်တယ်တဲ့နော်ဟုတ်လားမြတ်တော်ဆိုပြီးလို့ရှိတယ်နော်စာရဆိုတာကအကျင့်နော်ကျင့်တဲ့နေရာကျင့်တဲ့နေရာနော်မြတ်တော်ကျင့်တဲ့နေရာလို့ပြောပြရတယ်နော်ဆရာကြီးတို့ရဲ့ကျောင်းနာမည်ဟုတ်လားမြတ်တော်ကျင့်တဲ့အထုတဲ့နေရာဆိုပြီးတော့ဆရာကြီးရွယ်ပြီးတော့အက္ခာစာကဒီကရှင်သာသနာပြုရိတာကျောင်းဆိုပြီးတော့ဒီကျောင်းနာမည်လေးကိုပေးထားတယ်ရှိရပါပါသေးလဲဆိုရင်အပြည်ပြည်ဆိုင်ရာနော်ပြည်ပြည်ဆိုင်ရာဆိုတာကနိုင်ငံတကာကနော်ဟလာဗုဒ္ဓသာသနာကိုစိတ်ဝင်စားကြတယ်နော်တရားဘာဝနာအထုတ်ခြင်းနဲ့နော်ဗုဒ္ဓရဲ့တရားတော်တွေဗုဒ္ဓရဲ့အခြေခံနော်ပြည့်ကြအထုတ်မှုကိုသိကျင်တဲ့ပုဂ္ဂိုလ်တွေပေါ့နော်အဲ့ဒီပုဂ္ဂိုလ်တွေအတွက်လည်းရွယ်ပြီးတော့ဒီပြည်ပြည်ဆိုင်ရာအက္ခာစာလာဒီကရှင်သာသနာ့ပြည်တာကျောင်းဆိုပြီးတော့ခံထားတာပါအဲ့ဒါမြန်မာပြည်တွင်းမှာရှိတဲ့ကလေးတွေအဲ့ဒါနော်တရားထုတ်ခြင်းတဲ့ယောဂီတွေကမကဘဲနဲ့ပြည်ပကတရားထုတ်ခြင်းတဲ့ယောဂီတွေနော်လာရောက်ပြီးတော့ဝေယဝိသပြုခြင်းတဲ့ volunteer တွေကိုလည်းကျေးဇူးပြုလို့လားဒီမှာလာပြီးတော့ဟုတ်လားနော်ဒီလိုလေးလာဖိနေရအောင်နော်ကလေးတွေကိုဟာလာဒီလိစာတိုးတက်မှုရရှိအောင်သင်ကြားပေးစေခြင်းနဲ့ဆန္ဒနဲ့ဒီဟာလာရိတ်တာကိုဒီထောင်လာပြီးတော့ဒီပဝေယဝိသဘောရတဲ့ပုဂ္ဂိုလ်တွေကိုလည်းဖိတ်ခေါ်ပြီးဒီမှာအာနာပြုပေးထားတာဖြစ်တယ်နော်အားကြောင့်လို့ရစေပြတို့ရဲ့ဒီရိတ်တာရဲ့ရွေချက်ကဘာလဲဆိုလို့ဆိုရင်ဒီပြည်တွင်းပြည်ပမှာရှိတယ်ဟာလာနော်ပြည်တွင်းပြည်ပမှာရှိဗုဒ္ဓသာသနာတွေပြန့်ပွားစေခြင်းနဲ့ရွေချက်ရှိတယ်နောက်ချက်ကထေရဝါဒဗုဒ္ဓစာပေတွေကိုလည်းလူတိုင်းထိရောက်စွာနားလည်စေလိုတဲ့ဆန္ဒတွေနဲ့ရေးတာကိုစာပြီးတော့ဒီထောင်မှာဖြစ်တယ်နော်ရွေချက်ကတော့ဘာလဲဆိုလို့ဆိုရင်ပရိယတိနဲ့ပရိပတ်တိကိုတဏှာထဲမှာတစ်ပြိုင်တည်းမှာလှုပ်ဆောင်နိုင်မှုအတွက်ရည်ရွယ်ထားတယ်နော်ပရိယတိဆိုတာကတော့စာပေတွေဒီမှာသင်ကြားပေးမယ်ဟဲ့လားနော်လောကီစာပေတွေပေါ့နော်ဒါတော့ပြီးတော့တန်းကျောင်းစာပေတွေသင်တို့ပရိယတိစာပေတွေဖြစ်တဲ့ဒီဗုဒ္ဓဘာသာတွေလည်းဒီမှာဒါတို့ပြီးတော့နားလည်စေချင်တယ်နော်အခြေခံလေးထည့်ပြီးတော့သင်ပေးတာနော်အင်္ဂလိပ်စာတစ်ခုလေးသင်နေလို့ဆိုရင်လည်းမရသေးဘူးလေဒါတို့သမီးတို့ကဘာလိုမျိုးလဲမြန်မာလူမျိုးဘာဘာသာကူးွယ်လဲဗုဒ္ဓဘာသာဆိုတာပါလေမြတ်စွာဘုရားရဲ့အဆုံးအမဟုတ်လားမြတ်စွာဘုရားဟောထားတဲ့အဆုံးအမတရားတွေကိုလိုက်နာကျင့်သုံးတဲ့ဘာသာเนาะဒါကြောင့်ဗုဒ္ဓဘာသာเนาะဗုဒ္ဓဘာသာဆိုတာဘုရားဟောထားတဲ့တရားတွေကိုလိုက်နာကျင့်သုံးတဲ့ဟုတ်လားเนาะဘာသာရဲ့ဗုဒ္ဓဘာသာလို့ခေါ်တဲ့ဗုဒ္ဓဘာသာဝင်ဆိုရင်ပါလေဘုရားစကားကိုနားထောင်တဲ့ပုဂ္ဂိုလ်ပေါ့เนาะအတွေ့ပြောရင်နော်ဘုရားဟောကြားတဲ့မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုလိုက်နာကျင့်ကြံအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေလို့ပြောရတယ်နော်ဗုဒ္ဓဘာသာဝင်ဆိုလေးလာရုံနဲ့လည်းမဖြစ်သေးဘူးကျင့်ကြံအားထုတ်မှဗုဒ္ဓဘာသာဝင်ဆိုတဲ့ပုဂ္ဂိုလ်ဟဲ့လားနော်ပြည့်စုံသွားမှာဟဲ့လားဗုဒ္ဓဘာသာဝင်တယောက်ခံယူထားတယ်ဆိုလို့ဆိုရင်အနည်းဆုံးဗရဏဂုံ3ပါးတည်ရမယ်ဟဲ့လားနော်နောက်ပြီးတော့5ပါးတည်လားလုံခြုံအောင်နော်5ပါးတည်လားဆိုတော့ဘုဒ္ဓမာတည်လားနေ့စဉ်စောင့်ကြည့်ရမယ်တည်လားနိနော်အဲ့တော့ဘုရားတိလာကိုနေ့စဉ်စောင့်နေရမယ်၅ပါးတိလာဒါကြောင့်တရားသာတို့မိမိတို့ကိုစေပြရတယ်ဗမာလိုနားလေရုံမကအင်္ဂလိပ်လိုပါသိသိနော်ဘာဖြစ်လို့လဲဆိုစေပြတို့အကြောင်းကိုဒီမှာခု volunteer ဆရာမတွေလာတယ်ဒီပါဆရာမတွေပိုင်းအနည်းဆုံးသားတို့သမီးတို့ကလည်း၅ပါးတိလာကြောင်းကိုအင်္ဂလိပ်ကိုပြတ်တတ်တယ်ဟ
နော်ပြောပြတတ်တဲ့ကလေးတွေရှိတယ်ဆိုသူတို့လည်းအိုးဟာအားရှိတယ်ပေါ့နော်သူတို့တိုင်းပြည်မှာဆိုရင်သူတို့ရဲ့ခရီးရမှာလည်းခရီးရသာသနာပြုကြတယ်ဟာလားနော်ကလေးတွေဆိုလို့ပြောပြတတ်တယ်နော်သူတို့ခရစ်ယာန်ကျောင်းနဲ့ပတ်သက်တယ်နော်အဲ့ဒီလိုပဲတို့မြန်မာပြည်မှာလည်းတို့မြန်မာပြည်ကလေးတွေကလည်းတို့ဗုဒ္ဓဘာသာဖြစ်ခံယူလာတယ်ဆိုရင်ဗုဒ္ဓဘာသာရဲ့အကြောင်းအနှစ်သာရတွေကိုအကျဉ်းမြင့်တော့ပြောပြတတ်တယ်နော်ဟာလားတို့ကတရဏဂုံသုံးပါးတည်ရတယ်ဟာလားနော်ဗုဒ္ဓဘာသာဝင်ဆိုရင်တရဏဂုံသုံးပါးဘာတွေတော့တာလို့ပြောလို့ဗုဒ္ဓမြတ်စွာဘုရားကိုပူဇေးပူဇော်ပါရှင်ဗျာဓမ္မတရားတော်မြတ်ကိုပူဇေးပူဇော်ပါရှင်ဗျာသံဃာတော်မြတ်ကိုပူဇေးပူဇော်ပါရှင်ဗျာတို့ကဘုရားကိုလည်းရှိခိုးတယ်တရားကိုလည်းရှိခိုးတယ်သံဃာကိုလည်းရှိခိုးတယ်နော်ဒီသုံးပါးစလုံးကိုကြည်ညိုပြီးရှိခိုးဥခိုက်နေတဲ့ပုံကိုယ်တွေဟာဗုဒ္ဓဘာသာဝင်တွေပါနော်ဘာဖြစ်လို့လဲဆိုရင်တို့ကဘုရားကိုကြည်ညိုတယ်ဘာဖြစ်လို့လဲမြတ်စွာဘုရားတို့ကိုမှန်ကန်တဲ့လမ်းကြောင်းကိုပြပေးတဲ့ပုံကိုယ်ကြီးနော်လင်းအောင်ပြတဲ့ပုံကိုယ်ကြီးနော်ဆရာကြီးဆိုလည်းဟုတ်တယ်ဆေးဆရာကြီးဆိုလည်းဟုတ်တယ်တဲ့နော်မြတ်စွာဘုရားအလင်းအောင်ပြတဲ့အလင်းဆောင်ပေးတဲ့ပုံကိုယ်ကြီးဆိုလည်းဟုတ်တယ်နော်ဒါကြောင့်မလို့ဒီဘုရားရဲ့သာသနာတော်ဘုရားရဲ့ဟောကြားတဲ့တရားတွေပေါ့နော်ဒါကြောင့်တရားကိုလည်းတို့ကပူဇော်ရတာရှိခိုးရတယ်ပူဇော်ရတယ်ခတ်ရတယ်အဲ့ဒါလိုပဲမြတ်စွာဘုရားရဲ့တရားတော်တွေကိုလက်ဆင့်ကမ်းသင်ပေးတယ်တန်ဃာတော်တွေကိုလည်းမရှိခိုးရဘူးလားရှိခိုးခတ်ရတယ်အဲ့လိုမျိုးဖယားတရားတန်ခါဆိုတဲ့ယရနာ၃ပါးကိုဟလာကြီးညိုပြီးတော့ရှိခိုးဥခိုက်နေတဲ့ပုံကိုယ်တွေကတရဏဂုံ၃ပါးတည်တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်မှာနော်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဟလာဗုဒ္ဓဘာသာတော့ပြောတယ်ဘုရားတော်မှမရှိဘူးဗုဒ္ဓဘာသာဆိုတာဘာမှလည်းမသိဘူးတရဏဂုံ၃ပါးဆိုတာဘာမှမသိဘူး၅ပါးတည်လားဆိုတာလည်းဘာမှမသိဘူးဆိုရင်ဘယ်သူကယုံကြည်မှလည်းမျိုးဗုဒ္ဓဘာသာဟုတ်တယ်မလားဘယ်သူမှမယုံကြည်ဘူးမှန်တယ်နော်အဲ့တော့အဲ့ဒီလိုမျိုးသူများတကာကဗုဒ္ဓဘာသာဝင်ဆိုဒါတွေကိုနေ့စဉ်ကြီးညိုလေးစားတဲ့ပုံကိုယ်တွေပါလားဆိုပြီးတော့ယုံကြည်တဲ့ခါကျတော့ဒါတို့သမီးတို့ကဗုဒ္ဓဘာသာဝင်အစ်စ်ဆိုတာနိုင်ငံတကာလက်ခံမှာပေါ့ဟုတ်တယ်မလားအဲ့တော့ဒါတို့ကတိတက်နားလေခြေရစားပြီးတရဏဂုံတိတက်တဲ့ပုံကိုယ်လေးတွေ၅ပါးတိတက်ဆက်တိတက်တဲ့ပုံကိုယ်လေးတွေဖြစ်အောင်နော်ဆယ်ပြတော့အခုဒီစာလေးကိုပြင်လေးနဲ့ထည့်ပြီးတော့တင်ပြီးသွားတာဟုတ်လားနော်အဲ့ဒါကြောင့်မလို့ဆယ်ပြတော့ရွယ်ချက်ဒီပရိယတိနဲ့ပရိပတ်တိဒီပြားရည်လေးလို့ဆောင်ရမယ်နော်ဒီမှာစာပေတွေသင်ကြားပေးတယ်လို့ပရိပတ်တိဆိုတာကလည်းကြည်ကြံအထုတ်တယ်နော်ဒါကြောင့်မလို့ဒီမှာတရားထိုင်နေရင်ဟဲ့လားနေ့စဉ်တရားထိုင်ရမယ်ဟဲ့လားနော်နောက်တစ်ခါဆရာကြီးပြတဲ့အကြောင်းကနေဆရာလေးတွေရတယ်စာပေတွေဒီလားတို့တရားလေးကြည်ကြံအထုတ်နော်ကြိုင်နေတဲ့လို့နေရမှာနော်စာသင်လို့တရားထိုင်မှုဆိုပြအောင်နော်ဟဲ့လားတရားနဲ့ထိုင်ရမယ်နော်အလုံးနဲ့အကျင့်နဲ့တွဲရမှာနော်ဟဲ့လားနော်နောက်တစ်ချက်ကဘာသာရေးငွေဆိုင်ရာပရိသတ်လုပ်ငန်းတွေအတွက်လည်းလိုအပ်တဲ့နေရာမှာသာသနာပြုတဲ့ဒါနပြုလုပ်ငန်းတွေဆောင်ရွက်နေတယ်နော်ဆရာပြတော့ဟုတ်လားဆရာပြတော့ခုဆိုညာရွေးနေတဲ့လာနေတော့နော်ကြာပြီဒီအသေးပွဲလေးဆရာပြတော့လုပ်တာဟိုရန်ကုန်မှာလည်းလုပ်တာနော်ဒီမှာတော့ကျောင်းအခုမှစာပြီးလို့တဲ့အရင်ကရင်အပွဲစီရှိတယ်ဆရာပြတော့ဒါတွေကဆိုလို့ဆိုတာပါမောခကျဆရာတော်ကြီးရဲ့စာအုပ်တွေဆရာပြတော့ဘာသာပြန်နော်ပါမောခကျဆိုတာပြည်ပြည်ဆိုင်ရာထေရဝါဒဘာသာတိတက်ပြီးတော့ပါမောခကျဆရာတော်ဒေါက်တာနန္ဒမာလာပြီးလို့လားနော်ဆရာတော်ကြီးဟောကြားတဲ့ဗမာလူတရားတွေဆရာတော်အဲ့တရားတွေကိုဆရာပြတော့ဘာသာပြန်လဲဆရာပြတော့ကိုယ်ဆရာတွေအင်္ဂလိပ်ဘာသာပြန်ပြီးတယ်ပြီးရင်စာအုပ်တွေထုတ်ပြီးတော့နိုင်ငံတကာကိုအလကားဖြန့်တယ်နော် free of charge နော်free distribution နဲ့ဖြန့်တယ်နော်ဖြန့်ပြီးတယ်စင်ကာပူမလေးရှားနော်ထိုင်ဝမ်ဟောင်ကောင်အမေရိကနော်စသဖြင့်အားလုံးစေကြတယ်နော်ဒါကလည်းပြုလုပ်တယ်အဓိကစာပေကဘုံတို့ကြည့်ရတယ်နော်အဲ့လိုဆိုစာအုပ်ကြီးဆိုရင်နိုင်ငံခြားသားတွေကစာပုံဖတ်တယ်နော်မတရားဘူးပုံတွေပေါ်လာပုံကိုပဲရှိတာနိုင်ငံသားတို့စီမှာပုံဟောလုံနေတဲ့နေ့350ရဲ့ပေါ်နေရလေဒါပေမဲ့တို့အဲ့ဒါတွေသူတို့စာအုပ်ဖတ်တာလောက်တာလို့မြင်တယ်နော်ဒါကြောင့်စာပေဘူးသူကအားပုံများတယ်စာဖတ်တဲ့အားများတယ်ဒါကြောင့်တို့ပုံပြီးတော့ပညာရေးနဲ့ပတ်သက်အမြင်ပို့ကြည့်နော်ပညာရေးနဲ့ဘာကြောင့်လို့လဲဆိုရင်စာဖတ်လို့နော်အဲ့တော့ခရီးတော့လေနောက်ပိုင်းကျရင်ကြာလာပြီးလုပ်ပြီးတော့ဘာကဆောင်းပြီးတော့နော်သူတက်ဆောင်ပြီးတော့လာပြီးတခန်းလို့အဲ့ကကြရင်ဗမာစာအုပ်တွေတတ်အင်္ဂလိပ်စာအုပ်တွေတတ်ထားတာမှာနော်အချိန်လေးလာဖတ်လို့ရနော်စိတ်ရဲ့အချိန်ထားတာမှာနော်လာပြီးချိန်ဆိုနော်လာဖတ်ပါလူချင်းတွေကစာအုပ်တွေငှားပေးမယ်တနည်းရဲ့တနည်းကတ်တတ်ချိန်ထားမယ်နော်ဒီစာအုပ်တွေဒီဒါကလို့ကျောင်းလာတယ်ကုန်တယ်နော်ကျောင်းတွေမှာ
နောက်ပိုင်းဘုသူတက်နဲ့ပတ်သက်တဲ့စာပေတွေစာတမ်းတွေပြဆိုရင်တက်တူကြောင်းလာအများကြီးပုံပေါ့နော်ဆေးပြစာပေတွေတက်တူကြောင်းလာတွေပုံနော်အဲ့လိုမျိုးအတွက်လည်းရည်ရွယ်ပြီးတော့ဆေးပြတော့လုပ်နေတယ်ကိုရီအတွက်လည်းလိုက်ပြီးလုပ်နေတယ်လို့တခြားအကြောင်းတွေမှာလိုအပ်နေတဲ့နော်စာကြည့်တဲ့တွေအတွက်ဆေးပြတော့ဒီလိုနေတယ်နော်အဲ့တော့ကမ္ဘောဒီးယားမှာလည်းဆေးပြတော့စာကြည့်လိုက်ပြီးအဲ့ဒါနော်ယူရမယ့်အကြောင်းတွေမှာလိုအပ်တဲ့စာအုပ်စာပေတွေဒီလိုနေတယ်ကမ္ဘောဒီးယားနော်ကမ္ဘောဒီးယား project ရှိရဲ့မလေးရှား project ရှိရဲ့ဒီမှာမြန်မာပြည်မှာလည်းအခုစပြီးတော့လုပ်နေတယ်နော်တခြားနေတွေမှာရောအခုဒီမှာကိုလုံးဝင်းနော်အနေနဲ့အကြောင်းလေးတွေဆိုပြီးစာကြည့်တဲ့အတွက်ပေါ့နော်စပြီးတော့ပြန်ပြုပြင်နိုင်ဖို့ဒီပေးထားတယ်နော် everybody. So this is the Agachala International Theravada Education and Missionary Center. So the purpose of this center is to let the local children have the chance to learn English and also to learn Dhamma. So every day in the morning we have in this pink color building the English class and also Dhamma class. Our Sajib Agawati will teach them basic Buddhism, and for me in the evening time I will teach the local nun and also the foreigner students some basic Buddhism as well. So far we have already finished with this building. So the next project is doing this 3-story education building, because now this pink color building is only really meant for meditation. So now everything crammed together with the meditation, with the Dharma education is a little bit inconvenient. So we hope that when this building 3rd story come out, we will have the 1st floor is a dining hall with as a part-time classroom. 2nd story is a library with 3 classroom hopefully, and then 3rd story is for our volunteer teachers and local people to stay and also to read. Now we have invited a lot of volunteers teachers who are very interested in Buddhism and meditation. So for them to have to encourage more to come, we also need a bigger room. Okay, thank you so much. 1, 2, 3. I do video now. Okay. 1, 2. တရားဝင်တေးသေးတို့ကိုကိုတို့စူပါတို့ Okay. Okay. Yeah. Hello everyone, my name is Kata and I came from Hungary, and I am a volunteer here for 2 weeks. I came to get a deeper knowledge about Buddhism and to get into meditation, and also to help for the kids to be better in English, and it is really an honor to teach them because they are just so enthusiastic, so happy to learn, to be able to communicate in English, and they always do their homework, they always happy to learn new grammar, so it is really easy to work with them. And this place helped me a lot to about meditation, and right now I'm sitting in a meditation area, which is a very calm and quiet place, and it is perfect for us to be able to calm ourselves, to calm our mind, and to really focus on our meditation. We have 3 English classes based on the kids' age. We have the very small ones only from kindergarten, and we have the middle class who are learning the basics, and also we have the senior class what I am teaching, and they are from 13 to 16 years old, and their English is already quite good, but of course there's always room for improvement. They have 2 classes. The seniors have 2 classes, one in the morning for 1.5 hours, and also one in the afternoon for 1 hour 50 minutes. And the 2 smaller classes, they only have 1 class in the morning from 10 till 11. How about the environment here? Sorry. We are like, shall I say, like not far from Yangon, or we are not far from Yangon, so
it is very easy to reach for us volunteers to come here, and it is in a very nice and quiet area, surrounded with big fields, and it also helps to be able to a little bit get away from our everyday life and not be on our mobile phones 24/7 as we usually do in our real life. So it is really a good environment for us to just calm and be quiet. And we are also helping with gardening. The place is getting nicer and nicer each day. We still need a lot of new things to improve and new buildings to be built. But I think the garden itself is getting to be very, very pretty. And of course the nuns still have a lot of ideas what could be done here, and these are really, really amazing ideas. Thank you. Thank you. Hello, Jonas. Hello, my name is Jonas, I'm 20 years old and I'm a German volunteer here at Aga Kara. About my situation, I'm 20 years old and I finished high school in July last year, and since then I have been traveling. And Myanmar is my first stop in Southeast Asia, and I came to this place, to this center, to get distant to like just sightseeing and observing, like to gain a more concrete and first-hand experience how life is influenced by Buddhism. And here at this center, volunteers have the chance to learn about Buddhism and meditation, and mainly we practice loving kindness and insight meditation, seated as well as standing and walking. And because volunteer programs are based on the principle of receiving and sharing, we volunteers try to help with the English summer school, which takes place here in the center in the time when the children have their summer holidays. So we have about 60 children that come here, divided in 3 groups, and I take care of the middle-aged ones. So yeah, I try to engage them with the English language, and so they gain a more profound knowledge, and that's my job here at Aga Kara. Okay. Can you tell us what kind of a Dharma book they are reading and what kind of knowledge can you get from the book? When I came here, I had to say I had not a huge knowledge about Buddhism or meditation. I've never practiced meditation, so I was very new to that topic, but very interested. So I started with like a short Q&A, which gave answers to the main questions someone would have if he's new to that topic. And that was good for the start, but now that I have this knowledge, I could change to more profound books that give a more deeper insight into that topic. Like what? What kind of knowledge that you can have now? Or Okay. Yeah. For sure I know about the 4 Noble Truths and the Eightfold Path. I was really interested about the topic of non-self, which brought up a lot of questions, because in the Western world we are very strict to the idea of having self and ego, which like control our life, even if it's very important for life and society, but like for the individual happiness it might be distracting. okay. So by your meditation, do you think that you understand non-self a little bit better by your own meditation? Yes, I think I really understand the principle of non-self, and especially through the experience of impermanence, that nothing is always the same, it's always changing and transforming, even if it's very hard to get away from that, because
we are so, or I'm so stick to that idea in social life. Okay, thank you very much. ညကျိုးစားပြီးတော့မလှုပ်ပဲနဲ့တီးခံပြီးတော့ရှုမှတ်ပေးမယ်။မှတ်တဲ့အာရုံလေးပေါ်မှာပဲစိတ်ကိုထားပါ။နံပါတ်ကလေးတွေမှတ်တိုင်းအသက်ကလေးကရှုသွင်းရတယ်။အဲဒီရှုသွင်းရှုထုတ်တဲ့အမှတ်ကိုဒီကနေ့အမှတ်ကလေးနဲ့မှတ်တိုင်းနေတာဆိုပြတာလို့ဒီလိုနားလေနော်။ဒီတိုင်းတက်ရှုတော့မှန်တာလို့တမီးတို့ခက်တယ်မှတ်တတ်တယ်။အဲ့တော့ဒါတို့တမီးတို့ နဲ့ရင်းနှီးဆုံးဖြစ်တဲ့တင်းနဲ့3 4 5 6 9 10 10မှတ်တိုင်းနေတာနော်။စိတ်ကလေးကို1မှာပဲထားစိတ်ကလေးကို2မှာပဲထားတက်ရှုလိုက်ရင်1တကလေးပြန်ပြီးတော့ရှုထုတ်လိုက်ရင်2ရှုသွင်းရင်1ဟလာရှုထုတ်ရင်2ရှုသွင်းလိုက်ရင်3ဒါ9 10 9 ဒီရောင်လေးအဲ့ဒီကြည်တန်းဒီကျင်ဘာပဲရှိတော့တော့ညောင်းစနေနော်ဒီနေတော့ဒီနာချာခေါရှိကိုမျက်စိပဲပိတ်ထားပြီးဘယ်လိုမှမကြည့်တော့နတ်ရတာတွေလည်းအမှချော့တာမယ်ဟဲ့လားဒါလေးနတ်လည်းမဟုတ်နတ်ခံတော့မဟုတ်နတ်လည်းမခံဘူးဟင်းနတ်လည်းခဏရတာမယ်ဇက်ကလည်းဘာမှမစားဘူးဇက်လေးကိုပိတ်ထားပြီနော်ခဏကိုမှလည်းဘာမှခံစားမှုမထားဘူးကိုမမတ်ကလေးထားမယ်ကိုလှုပ်ချင်တဲ့ဟာတွေကိုမလှုပ်တော့ဘဲနဲ့စိတ်ကလေးကိုတီးခံတဲ့စိတ်ကလေးကိုထားမယ်ပြီးတော့စိတ်ကလေးကလည်းတွေးနေပါတော့မှာကိုယ်စကုသောတာဒါနစေဝကာယမနာတဲ့နော်အဲ့ဒီစိတ်6ပေါက်ရှိနော်တကား6ပေါက်အားလုံးသိပြီးစိတ်တရားလေးရတယ်ဖွင့်တာနော်ဒါ6ပေါက်တယ်5ပေါက်ကိုသိတယ်တော့ဖွင့်ကြည့်တဲ့နော်တစ်ပေါက်ကလေးပဲဖွင့်တာစိတ်တရားလေးပဲအဲ့ဒါစိတ်ထဲကနေအမှတ်ကလေးကိုမှတ်နေOkay, very good. That's
opposite of out. Okay. You already have. You? You? Can you write it? Very good. Thank you. When you want to come back? Sorry, what did you say? She was right. Because she said, yes, she can dance. We have lessons from kindergarten to grade 10. Our youngest students are 4 years old. I am 14, so I am one of the oldest. What's your name? My name is Masusari. I am 14 years old. I am in grade 9. What's your hobbies? My hobby is reading. My ambition is the Dhamma teacher. To be a Dhamma teacher. To be a Dhamma teacher, so I am learning English language. So I stay in Agakhara International Theravada Education and Missionary Center. Okay. So here, how many children are in this center? How many children? This center in the 16 children. 60 or 16? 60 children. Okay. All right. Okay. Thank you. Good morning. We know that education is important for us. I want to be a pilot of my future. My name is Loretta. I am a 20-year-old. I am a respectable family. My parents are Ulawanso and Dr. My father was a soldier and my mother is Howard. She is a good Howard. I have a one sister. She is 2 years old. I'm going to the Akasaya International Theravada Mission Center because I want to be a pilot. So I say English language. English is the word language. Okay. Thank you. What's your hobbies? My hobby is reading. Okay. Reading. Okay. Thank you. Hello, Nina Ma, respectfully, pay homage to the blessed one. That's what you are like that. You debut, Shikode, Nina Ma, and stood at the suitable place. Natalia Veroma, time Shiku, Mataya Shiku. Babulus of the Chechen and when we came Charlie, you know. Babulus of the Lucky Nano, Lucky Man, Nanny, so we know. No, through Major and maybe maybe or champion. Not that I'm not a year.
ပြီးတော့တင့်တော်တဲ့နေရာမှာပေါ့နော်မြတ်စွာဘုရားကိုယုသေအပ်ရပြီးဘုရားကဝါပြုတယ်နော် and stood at the suitable place no standing there the deity addressed the blood swan voice no? I am 12 years old. My name is Ramadan. I live in Mali. What is your mother and father name? My mother name is Roy and my father name is Uba. I am grade 7. I wake at 7 o'clock. My hobbies are reading. My favorite orange. I go to school. ဖုန်ကြီးကြောင့်ပြန်ပြောကြည့်မယ်နော်တာဝိထီမျိုးအနီးမှာရှိတဲ့ဂျေဒမင်းသားအခုတာဝိထီမျိုးအနီးမှာရှိတဲ့အနာသပိန်တတိလှူဒန်းထားတဲ့ဂျေဒမင်းသားရဲ့ဥယျာဉ်နဲ့ဖုန်ကြီးကြောင့်မှာမြတ်စွာဘုရားသတင်းသုံးနေခဲ့တယ်ဒါလေနော် At one time the blessed one was dwelling at one time ဆိုကြည့် At one time, the blessed one the plus one was dwelling was when at the monastery at the monastery of Anathapindika or another Pindika in Jeddah Close, in Jeddah Close, near the city near the city of Sabati. of Sabbath. Yes, sir. At one time, the black one was Dwelling dwelling at the monastery monastery or another Pindika in Jeddah Jeddah Close, near the city of Sabati. Sabbath. Was it calendar having illuminated entire Jeddah Close. the Jeddah group killing the plus one. ဟဲ့မှာဗာလေနတ်သားတစ်ပါးကတပေါင်းရဲ့အချိန်မှာအလွန်လှပတယ်အလားလွန်လှပါတယ်ချောမောလှပါတယ်ပြီးတော့အယောင်ကလည်းဒီဇေတဝန်ကျောင်းတစ်ခုလုံးဖုံးလန်းတာကိုထွန်းလင်းနေတယ်အလှပရင်းနဲ့ပြည့်စုံတဲ့နတ်သားတစ်ပါးဟာမြတ်စွာဘုရားထံကိုချင်းကပ်လာတဲ့တပေါင်းရဲ့အချိန်မှာဘောပါEntire Jeddah မင်းသားလူရန်ထားတဲ့ဥယျာဉ်တွေကဂျေဒဝန်ကျောင်းတော်ကိုနတ်သားတစ်ပါးမြတ်စွာဘုရားချက် No then ထို့နောက်တဲ့ certain deities certain deity နတ်သားတစ်ပါး at the late night At the which person အလွန်လှပရဲ့တောက်ပါတယ်အလွန်လှပတဲ့ He was alone and prodigious in the jungle of India. So I took the small boy to a nearby family of whose I knew. As I had hoped, the mother was sorry for the mother cat. She said to me, change voice, yeah. Bagra, leave him with us. And we were written. Okay. Okay. Sentences are underlined. This one. This one. And this one. Why is there a line? တိုင်းရောင်လည်းရတယ်ဝါရောင်လည်းရဂျာပန်ဖြူရောင်လည်းရတယ်ခရမ်းရောင်လည်းရတယ်ဂျာပန်ခရမ်းခင်းရောင်ခဲလိုက်တာဒါရေးရေးကြမှာLord Buddha embarrass the world with compassion.
compassion. Praise the Lord. Lord Buddha. This is a difficult one for me. Mahakaruniko. Nato. It means the protector, the great compassion. And the next line is Hitaya Sobapaninam. Just one line. Good luck. Okay, should we start again? What is in the book and what she likes the most. And I like also the one sentence you had in your mind. It must be a really, or you must like the book if you have this one sentence still in your mind. Okay? Okay. Okay, so now we do like this. Is it possible that you can read this paragraph and you have to summarize this paragraph, okay? So you have to listen how she is talking, like how she is reading it, and then you have to tell me the main idea of this paragraph, okay? Okay, thank you. Ready? That evening she walked leisurely from office to the railway station. Usually the 442 to Mingaladon is waiting on number 6 platform. The rush hour crowd takes the 2 earlier trains so that she usually gets a seat on this train. But that evening there was no train, only a crowd waiting for the platform, on the platform. The public address system was usually silent. As she and the crowd waited, a train came from Mingaladon and emptied itself. The waiting crowd boarded it expecting it to return to Mingaladon. After some time, the public address system came on and announced that the train on number 6 would leave for Tinganjun platform. Okay, good, very good. She stand on the platform. She was standing, right? Pass. She was standing on the platform and she
doesn't get sick. Okay. Okay. What else? She travel. She go to. Pass. She went to Mingarong, from Mingarong to Pinganjo. Okay. What else you got? တရားတွေဟောပြီးတာတွေကိုဘုံတွေကဟောပြီးတယ်ရှိနေဆရာလေးတွေဟောပြီးတယ်ဆရာမတွေရှင်းပြပေးတယ်ဟုတ်တယ်မလားအဲ့တော့သားတို့ဒီတော့မသိရဘူးမင်္ဂလာဆိုတော့ဗာလဲဆိုတော့သားတို့ဒီတော့ဘူးသိတာပြီးရင်တော့38ပြန်မင်္ဂလာသိဘူးတယ်မလားဒီမိုင်းဆိုရင်သာဝေတဲ့လို့အမိဝဲနဲ့ကင်းအောင်နေပညာရှိတို့အရှိပဲလို့မိဝဲစီကဒီလူတွေဆုံးမရဲ့နာမိပါမြတ်ဆရာသမားတို့ပူဇော်လေးချမ်းသာကိုယ်လေးဆက်ဆံရေးမျော်လေးတော့ချက်လေးအဲ့ဒါမှဘုရားဝါဒကမ္ဘာမင်္ဂလာတွေတစ်ချက်ရမကောင်းလားစိတ်မြတ်မေတ္တာစိတ်မြတ်အေဒလမ္ပကဘာဒီပါစေတတဝမန္တမြဒီမခဒီမြချမ်းသာရှိပါစေတတဝမန္တ၍တရားတွေ့ချမ်းမြေသာယာရှိပါစေတတဝမန္တ၍တရားတွေ့ချမ်းမြေသာယာရှိပါစေတတဝမန္တ၍တရားတွေ့ချမ်းမြေသာယာရှိပါစေသာဓုသုံးချိန်ကောအောင်သာဓုသာဓု This is a meditation hall currently used also for sleeping. So we have actually two bookshelves here. One is in English, this side is English, and the other side is in Burmese. So behind the bookshelf used as a partition. So this is a place where meditators and our temporary teacher, volunteers will meditate in this place. This is the achievement of our chief nuns with our Sayagyi Chala has a master's in Buddha Dhamma obtained from the International Theravada Buddhist Missionary University, conferred by the Dr. Nandamala, and our Sayagyi Agawati Myanmar Sale. She has a bachelor in Buddha Dhamma in the year 2013. And this is some of the previous Dhamma work in Malaysia. This is a school children's camp in Johor Bahru, Malaysia, and in teaching to all the Western foreigners, volunteers in Tabawa Center. And also our center also organized pilgrimage for Malaysia people to come to Myanmar in the year 2017. And also in December 2016, we organized also pilgrimage group for Malaysian people to come to Myanmar. Okay, so here is our garden, and now they are doing the big water tank, and this is a main building where we are used for meditation.
Currently, we use the same place for education, and upstairs for the sleeping place for the volunteer teacher. And this is the road that we are building now. So this is the side gate where the car can come in and go out. This is the education building 3-story. Now we're planning to build 3-story.